သူမင်းတို့ထိုးရတာ ထိုးရတာအေး ဒီလိုဘုံတယောက်ထိုးရတာလုံးနဲ့လို့ခေါ်ပါတယ်ဒီသားကွဲသွားတယ်တာပြင်းအောင်ကောင်းမြောက်ကောင်းပြင်းတယ်နော်တော်တော်ပြင်းတာပြင်း